နောက်ဆုံးရမဒန်လမြတ်ရဲ့ falsafatu Ramadan ရမဒန်ကပေးတဲ့သတင်းစကားနဲ့ရမဒန်ကပေးတဲ့အနှစ်သာရနဲ့ရမဒန်ကပေးတဲ့အတွေးခေါ်ကဘာလဲဆိုတော့ inna falsafata Ramadan hiya at-tadrib ala malakati al-i'tila ရမဒန်ကပေးတဲ့သတင်းစကားကဘာလဲဆိုတော့လူတယောက်ကမြင့်မားတဲ့စိတ်ဓာတ်ကိုပိုင်ဆိုင်တဲ့စွမ်းရည်တွေရလာအောင်မိမိကိုစူးစမ်းအထောက်ခြင်းဝလ်irtifaမြင့်မားတဲ့အဆင့်အတန်းတွေကိုပိုင်ဆိုင်ဖို့အတွက်စူးစမ်းအထောက်တဲ့လူတယောက်ဖြစ်ဖို့အတွက်လူတွေကိုသတင်းစကားပေးခြင်းဝလ်istighnaလူတယောက်ကတပါးအခြားသောသူတွေကိုမမီခိုဘဲနဲ့မိမိကိုကုံလုံးစူးစမ်းပြီးတော့မိမိကိုရက်တီနိုင်အောင်စူးစမ်းနိုင်တဲ့စွမ်းရည်တွေပိုင်ဆိုင်ဖို့အတွက်လေ့ကျင့်လာခြင်းဝလမ်တီနာကီလ်ဝမ်တီလာကီလ်အီရာဒါအဲ့ဒီအတိုင်းပဲဆုံးဖြတ်ခိုင်မာတဲ့ဆုံးဖြတ်ချက်ခိုင်မာတဲ့တန်ဒိတ်တန်ခိုင်မာတဲ့ရည်ရွယ်ချက်တွေကိုပိုင်ဆိုင်နိုင်ဖို့အတွက်မိမိကိုစူးစမ်းခြင်းဝလ်ကုဒရတီအလာတာရ်အရာတစ်ခုကဆွတ်လွတ်ရမယ်အရာတစ်ခုကပြစ်ပယ်ရမယ်အရာတစ်ခုကရှောင်ကျဉ်ဖို့လိုအပ်တယ်ဆိုတဲ့အခါကျရင်အဲ့ဒီအရာကိုဆွတ်လွတ်ဖို့အတွက်အဲ့ဒီအရာကိုရှောင်ကျဉ်ဖို့တဲ့စွမ်းအင်တွေပိုင်ဆိုင်လာဖို့အတွက်လူတစ်ယောက်ကစူးစမ်းခြင်းဝတ်တဟရရ်မင်အဘူဒီယတ်ရှိုင်တန်အဲ့ဒီအတိုင်းပဲရှိုင်တန်ရဲ့ကျွံပြုတ်ခြင်းကနေပြီးတော့မိမိကိုလွတ်မြောက်အောင်စူးစမ်းအားထုတ်တဲ့အရေးချင်းတွေပိုင်ဆိုင်လာခြင်းဝန်နဖ်စီဝလ်ဟာဝါဝလ်ဖူဂျူရ်ထိုနည်းတူစွာစိတ်နဲ့တတ်မှတ်မှုတွေလိုချင်စိတ်တွေပြစ်မှုကျူးလွန်စိတ်တွေအဲ့ဒီအရာတွေရဲ့ကြုံပြုမှုကနေမိမိကိုရှောင်ကျဉ်ခြင်းအင်နဟာတကွလ္လာဟီဖီဆရ်ဝလ်အလန်ဒါကြောင့်မို့လို့အချုပ်ပြောရမယ်ဆိုတဲ့အခါကျရင်ရမဒန်လမြတ်ရဲ့လူတွေကိုပေးစွမ်းတဲ့သတင်းစကားကဘာလဲဆိုတော့စိတ်ကြွယ်ရမှာဖြစ်ပါစေလူရှိသူရှိမှဖြစ်နေပါစေအလာဆူဘာနာဝါတာလာရဲ့တကွာတရားကိုစူးစမ်းအားထုတ်ပြီးတော့တကွာတရားရဲ့စွမ်းရည်တွေပိုင်ဆိုင်မှုစူးစမ်းအားထုတ်တဲ့လူတကွာတရားရဲ့ပိုင်ရှင်တွေဖြစ်လာဖို့အတွက်ပေးလိုက်တဲ့သတင်းစကားသည်ဒါကရမဒန်လမြတ်ရဲ့အနှစ်သာရဖြစ်ပါတယ်ချစ်စွာသောမိတ်ဆွေများခင်ဗျာဒီနေ့ရဲ့တင်ပြမှုကိုဒီများနဲ့ပဲရန်နာပါရစေအင်ရှာအလ္လာဟ်နောက်တဲ့ဟလကာတွေမှာလည်းအလာဆူဘာနာဝါတာလာရဲ့ဖဒ်လု်ကရမ်နဲ့ပြန်ပြီးတော့ဆုံတွေ့ပါအောင်မယ်အင်ရှာအလ္လာဟ်မိတ်ဆွေများကျွန်တော်များအားလုံးကိုအလာဆူဘာနာဝါတာလာရမဒန်လမြတ်ရဲ့အနှစ်သာရတွေကိုပြည့်စုံစွာကုံလုံးပြည့်စုံစွာထားရှိနိုင်တဲ့စောင့်တည်နေတဲ့တောဖိတ်များအလာချင်းချီးမြှင့်တော်မူပါစေမိတ်ဆွေတို့ကျွန်တော်တို့ရဲ့ဘဝမှာအလာဆူဘာနာဝါတာလာနှစ်သက်တဲ့ပုံတရနဲ့အညီနေထိုင်သွားနိုင်စွမ်းထိုနည်းတူစွာရမဒန်ကပေးစွမ်းလိုက်တဲ့သတင်းစကားအတိုင်းစောင့်တည်သွားနိုင်စွမ်းအလာဆူဘာနာဝါတာလာအပြည့်အဝချီးမြှင့်တော်မူပါစေوآخر دعوانا أن الحمد لله رب العالمين